ပဲမင်္ဂလာပါကျမငိမ့်ပါဒီနေ့ကကြတော့ productive ဖြစ်အောင်ပေါ့နော်ဘယ်လိုနေထိုင်လဲဘယ်လိုတွေလုပ်လဲဆိုတာလေးကိုရိုက်ပြပေးသွားမယ် blog လေးပဲဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးနို့ချင်းမှာပဲform လေးပြင်ပေးရမှာပေါ့နော် Google form လေးပြင်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ deadline ကတော့လိုသေးရတာဒါပေမဲ့တခြားနောက်ထပ်လုပ်ရှာတွေရှိနေသေးတာနဲ့ဒီအရာကိုအပြီးဖြတ်မယ်ဆိုပြီးတော့တထိုင်တည်းနဲ့အပြီးလုပ်လိုက်တယ်ပေါ့နော်အရှိကကြတော့15ဘူးလောက်လုပ်ထားပြီးပြီအခုကကြတော့အပုတ်40လုပ်ပေးရမှာဆိုတော့PC အောင်ပေါ့နော်လုံးဝ check လုပ်တာရောအားလုံး PCC လုပ်ပေးအောင်ဖြစ်ပါတယ်လုပ်ပြီးရင်းနဲ့ပဲမနေ့ပိုင်းတစ်ဖြတ်ကုန်သွားပါတယ်ပြရနဲ့ထမင်းစားပါညာလုပ်ပြီးတော့အင်ဂျီလဲပါလို့ဘာညာလုပ်ပေးရနဲ့ volunteer လုပ်ဖို့အတွက်နောက်တဲ့တနေရာတော့ရမယ်ခုနကလုပ်ပေးနေရလဲနဲ့အတူတူပါပဲနေရာတော့မတူဘူးface တော့မတူဘူးပေါ့နော်ဒါကကြတော့သွားတော့ပါမယ်အခုကျွန်တော်ရပါပြီညကကြတော့ဒီမှာ volunteer လေးလုပ်ပေးနေရပါဒါကကြတော့ဘာမှမစားသွားခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ရောက်မှစားမယ်ပေါ့နော်ဆိုပြီးတော့ဝယ်သွားပြီးတော့ငင်းဟိုတယ်ကိုလွတ်နေတော့ပဲငင်းကနိုင်ရောလောက်နောက်ကြရဆိုတော့ orientation လေးလုပ်ဖို့အတွက်စောင့်နေရနဲ့အဲ့မှာတစ်ချက်လောက်တာလေးကိုလိုက်သွားရေပေါ့နော်လိုက်ကြည့်ပါရဲ့ပြီးတော့လိုက်ကြည့်ရင်လည်းမခံနိုင်တော့လို့ပို့တွေပြေးစားပါရဲ့စာအုပ်စာပေရှိရနေရဆိုတော့ကြိုက်လုံးလို့ပေါ့နော်အချိန်တွေမရတဲ့ကြားကနေပြီးတော့မကသွားပြီးတော့အဲ့မှာ volunteer လေးသွားလုပ်ပေးနေရပါဒါကကြတော့ညီတို့ကို promote လုပ်ဖို့အတွက်စာအုပ်တွေဖက်ခိုင်းတာပေါ့နော်အဲ့ဒါတော့ကြာပါပြီအခုမှညီက vlog ပြန်လုပ်ဖြစ်တော့အားလေးပါအဲ့ဒီမှာဘိုက်ကလည်းစားဆိုနီးနေရှိရဲ့ဆိုင်ကိုပဲသွားပြီးတော့ဝယ်ခဲ့ပါတယ်အဲ့ဒီမှာလေးထိုးပတ်တီးခဲ့ကြောင်းအရန်နဲ့တန်သူအရန်နဲ့စားကောင်းတယ်အမြဲတမ်းစားချင်ကြပေါ့နော်အင်ကိုလည်းပြန်ပြီးဆိုတော့ထုံးစံအတိုင်းပဲအဲ့ဒီမှာမိုးလက်တုံးနဲ့အကင်တွေဝယ်ခဲ့ပါတယ်ကြောကနေဝယ်ခဲ့တဲ့မိုးတွေကကြတော့အရောက်တာတစ်ခုတယောက်တစ်ခုစီပေးခဲ့ပါတယ်ဒါတော့ဒူဝဖြစ်နေမဲ့လေဒူဝမိုးလက်တုံးကိုမစားတာတော်တော်ကြာပြီဆိုတော့အခုမှပြန်စားလို့အရသာခံပြီးစားနေရပါဒါကတော့ကြည့်လိုက်ပါဦးတစ်လုံးလုံးမျိုးရှာပါတယ်လုံးဝမဝါပါဘူးညနေပဲဆိုတော့မိုးလေးပါလေးစားပြရနဲ့လှုပ်ရှားရှိရတော့ရေချိုးသမင်းစားပါညာချက်လုပ်ပြရနဲ့နောက်တဲ့အတန်းဝင်ရမှာရှိသေးတာဆိုတော့အတွက်အတန်းလေးဝင်လိုက်ပါဦးမယ်ဆိုတော့ဒါကကြတော့ YC တက်နေတာဖြစ်ပါတယ်လေးကိုနောက်တဲ့ဗီဒီယိုတစ်ခုနဲ့အသေးစိတ်လေးတင်ပေးပါမို့လေးကိုလည်းစောင့်မျှော်ပေးကြပါဦးနော်ဒီနေ့ vlog လေးကတော့သွားပါပဲခုနေ့ကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်နောက် vlog လေးမှာဆုံပါအောင်မယ်အဲ့ကြောင့် level 2ကဖွဲ့တယ်ဆိုရင် income က level 2တက်နေရင်လည်းအဲ့ဒီအချိန်2လခွဲအတွင်းမှာ level 2တက်နေရင်လည်း income ကို2ဆတက်တဲ့3ဆ